နော်ကုတုမဲ I love you ရဲ့ပန်းလေးတစ်ဝက်ရသွားတယ်လေးဟဲ့ချစ်စီရဘယ်လောက်ကောင်းလဲဒါလေးဆိုရင်ဒါ bracelet လုပ်တဲ့ဟာလေးဒါမျိုးလေးဆိုရင်ဒါကိုယ့်အိမ်မှာရှိရမှန်နေပါလေလိုက်လုပ်ကြည့်ပါလားပြီးဓာတ်ပုံလေးပို့ပြီးကြည့်ချင်လို့ကဲဒီနေ့အပြန်နေပြန်ရောက်လာတော့နစုစပွဲမှာဒါလေးတွေ့ရပေါ့နော်ဟို gift လေးရောက်နေတာပေါ့နစုတို့လက်ဆောင်နဲ့ Louis Ceramic ကနေပြီးတော့ page ကနေပြီးတော့နစုပို့ပေးရနစုရဲ့ home tour vlog လေးကိုမြင်ပြီးတော့အိမ်သစ်အတွက်အမှတ်တရပေါ့နော်ဆိုပြီးလက်ဆောင်လေးပို့ပေးလိုက်တာအပြင်ကနေကြည့်ရင်တော့အရင်ချစ်စရာကောင်းလို့ဒီဆိုင်ရတယ်ဆိုအမြဲတမ်းဝယ်နေကြဆိုင်လေလို့ဘူးစုခရီးလေးပစီအထူးဆန်းလေးတွေချစ်စရာကောင်းတဲ့ပစီလေးဆိုအမြဲသူတို့စီမှာရှိရလို့ပကံခွက်ရောက်လေးအမြဲအားပေးနေကြအဲဒီတစ်ခေါက်တော့နစုကိုလက်ဆောင်ပြန်ပေးလိုက်တာပေါ့နော်အဲ့ဒါလေးကိုဖွင့်ဖောက်ချင်နေရတဲ့တော်ပဲဆိုပြီးတော့ဒီနေ့ vlog မှာတော့ဒါလေးဖောက်မယ်ဒီဟာလေးတွေကပကံခွက်ရောက်လေးဆိုတော့နောက်မှာစီမဲလှလှချစ်စရာလေးဆိုတော့နော်စီမဲပြီးသွားရင်နစုကနစုနောက်ထပ်ဝါနာပါရဲ့အလုပ်တစ်ခုရှိသေးရဲ့အဲ့ဒါကြောင့်နစုဟိုးကလေးဘဝငငယ်လေးတွေကအခုချိန်ထိအဲ့လို DIY လုပ်တာရမ်းဝါနာပါရဲ့တချို့ပေါ့နော်ဒီဆွဲကြိုးလေးတွေလက်ကောက်ကလေးတွေငကက်ကလေးတွေဆိုလဲကိုလုပ်တယ်ကိုတီးရဲကိုတွေလုပ်တယ်ပေါ့နော် do it yourself ပေါ့နော်အဲ့ဟာမျိုးလေးဆိုရမ်းဝါနာပါတယ်နောက် dream catcher လေးအခန်းထဲမှာချိတ်တဲ့ပစ္စည်းလေးတွေပေါ့နော်ဆိုအမြဲတချို့ဟာလေးဆိုစုထားတတ်တယ်အဲ့လိုမျိုးလောက်ဝါနာပါဒီမှာလေးဒီမှန်ဆိုလဲကိုလုပ်ထားမှန်းပြောင်ကြီးအဲ့ဒါကိုဒီလိုမျိုးဟာလေးအတွန့်အဖတ်လေးတတ်ထားတာကိုလုပ်ထားတာမှန်ပါအဲ့လိုမျိုးလောက်ရဝါနာပါတယ်ပေါ့နော်သဘောကျတယ်အဲ့လိုလေးလှုပ်ချင်တာလှုပ်လိုက်ရရင်ပြီးရောအဲ့ဒါဆိုတော့အဲ့အခုဒီမှာအယုတ်ကလေးတွေထုတ်ဝယ်လာသူနဲ့မှာသူပန်းရောင်လေးဆိုရင်အဖော်မရမှာဆိုလို့ဆိုပြီးတော့လေးဟဲ့အဖော်မရမှာဆိုလဲသူနဲ့အဖော်အဲ့လေအတွဲလေးပါပါတယ်အပြရောင်လေးဝိုးဝင်ပန်းရောင်လေးအမလေးနဲ့အပြရောင်လေးနဲ့ကဲဒီမှာအလှဆင်တယ်ပေါ့နော်ဒီနေ့ DIY အဲ့ဒါလေးကိုထပ်ဝယ်လာတယ်ဘယ်လိုတွေထပ်ပြီးဒီဇိုင်းပြောင်းပြီး version ထပ်ပြောင်းမယ်ပေါ့ဒီမှန်အောင်လက်ဆောင်လေးထဲမှာဘာလေးတွေပါလဲဆိုတာကိုဖောက်ကြည့်မယ်နော်ကဲဒါလေးတွေပါလဲဆိုတော့အရင်ဆုံးကဲဒါလေးရင်ပြဒီပန်းလေးဟဲ့သူကဟိုပန်းအိုးလေးလိုမျိုးမကြည့်ရောချစ်စရာလေးပန်းအိုးလေးလိုမျိုးဆိုပေမဲ့သူကပါလဲဆို brush ပါကဲတိုက်ချင်တဲ့နေရာဟိုချွတ်ချင်တဲ့နေရာအကုန်တိုက်လို့ရတယ်နော်ကုတုကဲပန်းလေးကပြုတ်ကြပါပြီ brush လေးပါပြီးရင်ဘာပါသေးရလဲဟိုပါလေရင်နွေးခရာကြီးအာလာတင်နဲ့ရင်နွေးခရာပုံစံဒါပေမဲ့အရင်က so cute ပါပန်းရောင်လေးနဲ့အစိမ်းရောင်လေးနဲ့ကာတွန်းရုပ်လေးနဲ့ချစ်ဖို့ကောင်းလိုက်တာကြိုက်တယ်ဒါလေးကြိုက်တယ် thank you ပါဒါလေးလေးကြိုက်တယ်ကဲပြီးရင်စီမယ်နော် happy lollipops တဲ့ချစ်စရာလေးနော်ဒီခွက်လေးอ่ะဒါရေခွက်ကလေးဟဲ့ဟိုလေး cute လေးထည့်ပေးလိုက်တာနန်းစုအကြိုက်ကလေးပေါ့နော်နန်းစုအဲ့မျိုးလေးအရန်သဘောကျတာလေဒါလေးကဒါအယုတ်ကလေးဒါအလှတင်တဲ့ဟာလေးပေါ့ဒီမှာပန်းသီးတင်တာပန်းသီးနှလုံးကိုဘဲလေးနှစ်ကောင်ကတည်သွားတဲ့ပုံလေးချစ်စရာလေးဒါလေးလေးချစ်စရာလေးကြိုက်လိုက်တာကဲခင်းစွန်းလေးပန်းရောင်လေးတစ်စုံပါပါတယ်ဒီမှာဒီရေဘူးလေးကီးချင်းလေးတောင်ပါသေးရဲ့ကြည့်ရောလာပါလေးသဘောကျလိုက်တာနစုဝယ်နေကြဆိုင်ဆိုတော့နစုအကြိုက်တွေသိရပါတော့ဒီ Louis Ceramic ကနစုအမြဲအဲ့လိုဘူးစု cute လေးပစီအစမ်းလေးတွေသဘောကျအမြဲဟိုဝယ်နေကြ online နေမှာတာပေါ့နော်အဲ့ဒါအခုကျတော့နစုရဲ့ home tour vlog လေးကိုတွေ့ပြီးတော့အဲ့ဒါဟိုလက်ဆောင်လေးပို့ပေးခြင်းလို့ပါဆိုပြီးတော့အိမ်သစ်အတွက်ဆိုပြီးတော့အမှတ်တရလက်ဆောင်လေးပို့ပေးရမယ် I love you ရဲ့ပန်းလေးတစ်ဝက်ရသွားတယ်သူ့ပန်းလေးကဟိုပါလေနော်သိုးမွေးချီလေးနဲ့ချစ်စရာလေးနော်တိန်းထားလို့ရတယ်ထောင်ထားလို့ရတယ်ထိုးထားလို့ရတယ်ချစ်စရာလေး okay နောက်ပါသေးရဒါပါလေးလေဒါလေလက်တုပ်တဲ့ပွားလေးတွေမီးဖို့ကြောင်မှာချိတ်ထားလို့ရှင်လက်ဆေးပြီးရင်တုပ်လို့ရတဲ့ဟာလေးတွေ easy နဲ့ lollipop ပုံစံလေးကျန်ဖဲပြားကလည်းပါသေးရကွယ်ကို့အကြိုက်ကွက်တီကိုတကယ်သိရပါနော်ကျေးဇူးတင်ပါတယ်ကဲဒါလေးရစီမယ်အနောက်မှာကဲဒါလေးတွေကိုဒီထဲမှာတစ်ခါစီလိုက်တော့မယ်ကဲအရင်ဆုံးရင်သွေးခရလေးလေးဟဲ့ချစ်စရာဘယ်လောက်ကောင်းလဲဒါလေးကိုဒီမှာထားမယ်ဒီပါတော့ဒီပန်းလေးကဒီမှာလဲလာရနော်ဟဲ့လေရေဘူးတွေကတော့အပေါ်သွားမယ်ရေဘူးပါပြီးတော့ဒီကခွက်ကလေးချစ်စရာလေးနော်ခွက်လေးကဒီရှိကိုသွားပါမယ်ခါကြံနေရလဲပန်းလေးကဲဒါပဲကြံတော့ရနော်ဒါလေးပဲနားထားရင်ကောင်းမယ်အဲ့လေက
Okay ဒါလေးတွေကမီးဖို့ကြောင်သွားမယ်ဒါလေးတွေက Okay ပြီးတော့အော်စာလေးပါသေးရဲ့ဟောဒီမှာသူ့ရဲ့စာလေးပါသေးရဲ့ဒီမှာရေးထားတာပါတဲ့ Special gift for the princess တဲ့မနန်းစုရဲ့အိမ်လှလှလေးအတွက်ပစည်းလှလှလေးကိုအချစ်တွေနဲ့အမှတ်တရလက်ဆောင်ချင်းလေးပို့လိုက်ပါရဲ့ရှင်တဲ့ Love you မနန်းစုရည်ဆိုတဲ့from Louis Ceramic Studio တဲ့ဖြူစင်Decor Museum နဲ့ကဲခက်ကလေးလက်ဆောင်ပါပါသေးရဲ့ Thank you အညီမလေးကောင်းကောင်းသုံးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ကဲဒီမှာဒီမှန်ကိုကလိကျင်နေရဒါနစုအလှပြင်တဲ့အချိန်တိုင်းမှာ make up ပြင်တဲ့အချိန်တိုင်းမှာသုံးတဲ့မှန်ပေါ့ဒီကိုယ်လုံးလဲကြည့်ရဲစတုံးထုံးတဲ့အချိန်တိုင်းလဲဒီမှန်ပဲအဲ့တော့ကိုအဲ့ဒီမှန်ကိုကလိထားတာဒါငကိုတော့ကြာပြီတော်တော်ကြာပြီကလိထားတဲ့ဟာဒါပေမဲ့အခုကျတော့မနဲ့ဟိုအိမ်ပြောင်းဘာညာနဲ့ဆိုတော့ဟိုပြုတ်ပြတ်ထွက်ကုန်ပြီအဲ့တော့ version ပြောင်းမယ်ဆိုတော့အခုဒီ channel ထဲမှာဘာလေးရှိမလဲဆိုတာကြည့်ရအောင်နော်ဒီမှာဒါဝဝင်ရုပ်ကလေးတွေကအထီးနဲ့အမလေးနဲ့ coupleထပ်ပြီးတော့နောက်ဘာလေးရှိမလဲဆိုတော့ဒီဟာလေးဒါလေးတွေကတော့ကျိုးလေးတွေပေါ့နော်ဒီကျိုးလေးတွေဒီမှာလေးဒီကျိုးလေးတွေထပ်ဝင်လာလိုက်တဲ့အပတ်ကလေးတွေပြီးွားလို့ရှိရင်ဒီမှာ sticker လေး sticker မျိုးစုံလေးရှိရယ်မှန်မှာကပ်ပုတ်ပြီးွားလို့ရှိရင်ဘာလေးရှိလဲဆိုတော့ဒါလေးတွေကတော့နစု DIY လေးတွေလေအဲ့လိုမျိုးလောက်ဝါနာပါဒါဆို drink catcher တို့သူပါပြီးသားလေးဒါဆိုရင်ဒီမှာ squeezy ကွက်ဆာလားပစီးလေးအစုံပါတယ်အစုံကွီစီကွက်ဆာမှာဖဲချိုးလေးပါတယ်ဒါပေမဲ့ तू ကဒီမှာဘယ်လိုပုံလုပ်ရလဲဆိုတဲ့ဟာမျိုးလေးလည်းပါတယ်ဒီမှာဒီပုံလေးဖြစ်အောင်လုပ်ပေးရမှာမိုက်တယ်နော်အဲ့လို तू ကစက်ပါပြီးသားအဲ့အမျိုးလေးဆိုရင်အဲ့ဒါဆိုရန်ဝါနာပါလို့အဲ့ DIY လုပ်ရရန်ဝါနာပါလို့အဲ့ဒါလေးဆိုအမြဲတွေ့စုထားတာဒါလေးဆိုရင်ဒါ bracelet လုပ်တဲ့ဟာလေးဒါမျိုးလေးဆိုရင်ဒါဒီမှာအပြားလေးပါပြီးဒီဆေးလေးညှစ်ပြီးတော့ကတ်ရရဲချစ်စရာလေးအလုံးလေးပါပြီးသားဒါကတော့ drink catcher လုပ်တဲ့အမွှေးလေးတော်တော်ဝါနာပါတာပါโอเคစမယ်ကစားချင်တာပေါ့ကလေးစိတ်မကုန်သေးတာကစားချင်တာခုကစားပြီအဲ့လိုစော့နေရတယ်လုံနေရပျော်နေတာဆိုရပြီကဲအခုဒီမာတွေကတော့ပြုတ်ပြက်ထွက်နေတဲ့ဟာတွေကိုအရင်ဆုံးလုပ်မယ်ပြီးသွားလို့ရှိရင်ဝဝင်ရုပ်ကလေးတွေတက်မယ်ကိုစိတ်ကူးထားတဲ့ဒီဇိုင်းပေါ့နော်ဝဝင်ရုပ်ကလေးအပန်းအောင်ပြီးအပြာပြီးပန်းအောင်လုပ်မယ်တက်မယ်ပြီးသွားလို့ရှိရင်ဟို sticker လေးဖန်မှာကတ်မယ်ပြီးရင်ဒီကြိုးလေးတွေကိုအလှလိုက်ပြီးတော့ကတ်မယ်အဲ့တော့ဒီကန်းကိုသုံးမယ်ကဲစပြီမှာဒီလိုမျိုးကြိုး1 2 3 4 5ကြိုးလောက်ရှိမယ်အဲ့တော့ဒီဟာတွေကိုဆက်ပြီးတော့ကိုယ့်ကိုတွန့်ပြီးတော့ကတ်သွားတာအခုကကြတော့ကြာပြီဆိုတော့တိတ်မကတ်တော့ဒီကန်းကိုသုံးမယ်မီးဖွင့်ထားမယ်ခဏနေကြာရင်လုပ်လို့ရပြီပေါ့နော်ဟုတ်နေပြီနော်ဟုတ်နေပြီချစ်စရာလေးနော်ပန်းအောင်တရုပ်အပြာတရုပ်နဲ့ကောမရှိတော့ကဲထထပြီးတော့ပါပြီကဲလှပါပြီအခုဘာလုပ်ရမှာလဲဆိုတော့ချစ်စရာလေးနော်သဘောကျလိုက်တာလက်စရဲ့ DIY ဒီမှာမှန်လေးကတော့ပြီးတော့ပါပြီအရုပ်ကလေးတွေနဲ့ကဲဘဝင်ရုပ်ဖနှခေါင်ပါလဲရည်ကြမယ်1 2 3 4 5 6 9 10 11 12 13 14 15 16ဒီကစရည်ရလားပြန်ရောက်ဒီအပြခေါင်းကစရည်မှာနော်1 2 3 4 5 6 9 10 11 12 13 14 15ခေါင်ကဲ15ခေါင်ကော့တီနဲ့လာလားချစ်စရာလေးကိုကတော့ရမ်းချစ်နေပြီသဘောတွေကြာဒီမှာဒီကျိုးလေးလည်းဝယ်လာသေးတယ်ဒီကျိုးလေးကဘာလုပ်မှာလဲဆိုတော့ဟိုဒီမှာလေဒီအခွေလေးတွေကြားထဲမှာအယုတ်ကလေးတွေကြားထဲမှာသူကမွေးလေးမွေကောက်လို့ရှောက်ပြေးပဲလေအဲ့ဒါဆိုတော့ပလဲလေးနဲ့လှနေနုနုပြတိမ်တိမ်မွေ့မွေ့လေးဖြစ်နေမှာပေါ့ကွယ်သိရမလားအဲ့လေးကိုလုပ်ကြည့်မယ်ပေါ့နော်ပုံမှန်တော့ဟိုကော်လိုတယ်ကော်ချောင်းကမှနောက်ဆုံးလက်ကျန်တဲ့အယုတ်ကိုပဲရအောင်ကတ်လိုက်တာဆိုတော့ကော်ကမရှိတော့အဲ့တော့အရင်လိန်ထားကြည့်မယ်နောက်နေ့ကော်ဝယ်ပြီးတော့မှခိုင်အောင်ပြန်လုပ်မယ်ပေါ့နော်ချစ်စရာကွယ်ချစ်စရာဂျိုးလေးတွေအဲ့လိုကိုလေးကအဲ့လိုပုစီကောဆာလေးဆိုအရန်သဘောကျရသလားဘာလုပ်နေရလဲလို့မေးစော့နေတာကစားနေတာကိုဝါနာနဲ့ကိုပါငငယ်တော့အကြောင်းပါဆိုလဲတငယ်ချင်းနဲ့စုပြီးစုံပြီးဆိုရင် stage ကြောင်းတက်ကြရအဲ့လို DIY လေးကိုလုပ်ကြတယ်တငယ်ချင်းတွေကလည်းအဲ့လောက်တာဝါနာပါတော့သူတို့အဖွဲ့ကအမြဲတမ်း
ကျောင်းစာတင်ချိန်ပြီးသွားရင်ဟိုအခန်းထဲမှာအဲ့လို DIY လေးတွေလုပ်ကြ What's going on Okay နေပြီဟုတ်တော့ဟုတ်နေပြီလက်ကြံလေးပါဟေးနမို့ဆိုဝဝံပြလေးကခုံစင်းရှင်နေပြီကဲလက်ကြံကော်လေးပေါ့နော်တစ်စက်ကြံနော်ရပါပြီမှာကတ်သွားပြီတွေ့လားဒီကော်တအားကောင်းတာကဲမှန်ရောဒီကျိုးလေးတွေပါခိုင်အောင်လိုက်ကတ်ရမှာလေဒါပေမဲ့အခုတော့ကော်မရှိတော့ကျိုးလေးကိုလိုက်ပြီးတော့ပဲနေရာချထားပြီးတွဲလောင်းလေးဖြစ်အောင်လုပ်ထားမှာပေါ့နော်ခုစီဟိုလေနုနုရွရွလေးနုနုညံ့လေးဖြစ်အောင်တွဲလောင်းလေးဖြစ်အောင်လုပ်ပြီးသွားရင်နောက်နေ့ကျမှကော်လေးနဲ့ခိုင်အောင်ပြန်လုပ်ရမှာဒီလောက်ဆိုထားလှနေပြီနော်တော်တော်လှနေပြီနော်နည်းနည်းထပ်ထည့်လိုက်ရင်ရပါပြီအတိုးတစ်ဖြက်လောက်ထည့်လိုက်ရင်ရပြီကိုအိမ်မှာရှိရမှန်နေပါလိုက်လို့ကြည့်ပါလားပြီးရင်ဓာတ်ပုံလေးပို့ပေးကြည့်ချင်လို့ဘလို့လေးကို idea လေးနဲ့ကိုပေါ့နော်ဘလို့လေးလောက်ကြလဲပေါ့ဒီဝဝင်ရုပ်နေရာမှာတခြားအယုတ်လည်းရရပဲလေသိရမလားအဲ့လိုနဲ့ဆိုတော့ပန်းရောင်ကြိုက်တော့ပန်းရောင်လေးပေါ့ဒီကျိုးတွေပိုင်းနေရာမှာတခြားအယောင်လည်းရရပဲလေနော်အဲ့ဒါလေးကြည့်ချင်တာတော့ကိုကအရန်ဝါသနာပါတော့လေဘယ်နေရာနဲ့ရော့နေသေးလဲဒီဘက်ရော့နေတာနော်ဟိုမှာ stylist ကိုကော်ချောင်းကုံသွားလို့ तू ကမနေ့ပြန်ရှူတဲ့အတွက် fitting လာလုပ်ပါလေstylist ကိုကော်ချောင်းရှာခဲ့အောင်လို့တနက်ပုံတွေပါရိုက်ထည့်ပေးလိုက်တနက်ပုံဆိုတနက်ဖြစ်တော့ဒီမှာကော်ချောင်းတနက်နော်ပုံရိုက်ထည့်ပြီးပေးလိုက်တယ်ရအောင်ရှာခဲ့ဆိုတိုင်ပတ်နေပြီလားမသိဖုန်းတော့ပြန်မဆက်တော့ပါကော်ချောင်းလဲရင်အမတဲ့ဟဲ့လို့ဟိုအင်ကြီးဒီဇိုင်းဒီဇိုင်နာတွေမှာရှာကြည့်လို့ style တွေကတော့တိုင်ပတ်ပြီးဒီနေ့သူမရမချင်းလိုက်ရှာတော့မှာဟိုအင်ကြီးဒီဇိုင်းတွေမှာလည်းလေအဲ့လိုမျိုးလေးလောက်ကြရလေဟိုကြောက်ကလေးတွေတက်မှာအင်ကြီးမှာကြောက်လေးတွေကတ်တာတို့ sequence လေးတွေကတ်တာတို့ဆိုရင်သူကဒီဟာနဲ့ပဲကတ်တာတော့ခိုင်တယ်လေပြီးတော့ဟို accessory လုပ်တဲ့ဟာတွေဆိုလဲလေအဲ့လို fancy လေးတွေဗာလေးငကတ်လို့ဆွဲကြိုးလို့ဆိုလဲအဲ့လိုကြောက်ကလေးပြုတ်သွားအဲ့ဒါနဲ့ပဲကတ်တာအဲ့လိုဆိုင်နေမှာတော့ရှိတတ်တယ်လို့နင်းရှာပေးလို့မရဘူးလို့အဲ့မှာပူစားလိုက်ပြီမြာ stylist တိုင်းပတ်ပြီသူနဲ့လည်းမဆိုင်ဘူးကော်ချောင်းလိုက်သူနဲ့ဘာမှမဆိုင်ဘူးခုတော့ကော်ချောင်းလိုက်ချာနေရပြီနော်သူ့ဒီစုံနဲ့ပေါင်းပြီးတော့အဲ့လိုပါဆိုရင်ကိုလှုပ်ချင်မရဘူးဘေးနာလူတွေလည်းမနေရဘူးပေါ့နော်အဲ့လိုမျိုးကိုကစားခြင်းကိုစော့ခြင်းဘေးကသူတွေအကုန်လိုက်လုပ်ပေးရတာမိမသားဆန်တယ်ပေါ့နော်အဲ့လိုလေးလှုပ်ချင်တာကုစီကွာစားလေးโอเคဒီဘက်ပါပတ်လိုက်မယ်ပြီးသွားပိုနေသေးရပဲလေဟာသူ့လာခင်ကိုပြီးသွားပြီဟုတ်တော့ဟုတ်နေပါပြီစသွားပြီလေနော်ကော်ချောင်းတော့မလို့တော့ဘူးပြီးတော့မှနောက်မှဟိုခိုင်ဝမ်းအောင်လိုက်ကတ်ရမှာပေါ့လေလှပါပြီကဲ mirror လေးရသွားပါပြီကဲဒီလိုမှန်လေးလုပ်ထားပြီးတော့ဟို mirror surface လေးဗာလေးရိုက်လို့ရှင်လဲအရန်လှသွားပြီပေါ့နော်ဗာလေးထက်လုပ်ရင်ကောင်းမလဲစဉ်းစားလိုက်အောင်မယ်ပေါ့နော်ကတ်ကြည့်မယ်ပေါ့နော်ကတ်ကြည့်လို့မလှဘူးဆိုရင်ပြန်ခွာမယ်လို့ပဲစမ်းကြည့်ရပဲကဲအေးဟုတ်ပြီအဝေးကနည်းနည်းကြည့်မှာဟောမဒါလေးရဆိုတာဒါလေးသုံးခုဆိုလှနေပြီလေနော်ဘာမှတော့သိမလို့တော့အစစဉ်းစားပါဗောလေဟိုကြည့်မှန်ကြည့်လို့မရတော့မှဆိုလို့ဒီຢာလေးတောက်လျှောက်ကတ်လိုက်အရန်ရှုပ်သွားမှာအလဲကနေကျင်းသွားမှာလေနော်တော်ပြီဒါပဲနောက်မှကိုစိတ်ပါရင်ပါလို့ထပ်ပြအောင်မယ်လေပါရှင်ကဲဒါမှန်လေးကတော့နစုရဲ့လက်ရာလေးပေါ့နော် DIY လုပ်ထားရလေးလာရလား comment လေးမှာရေးပေးသွားနော်ပြီးတော့ကိုယ့်အကိုလည်း like လုပ်ကြည့်ပြီးတော့နစုကို photo comment လေးပေးပေးနော်အဲ့လိုသူများ DIY လေးလည်းအရင်ကြည့်ချင်တာကဲပြီးသွားပါပြီဒီပန်းလေးရလဲအရုပ်ဝယ်ဆိုင်ပါပဲဒီပန်းလေးချစ်လို့ဆိုပြီးတော့ဝယ်လာတာဆိုင်ရတူတူပဲလာတော့ပန်းရောင်လေးရဲ့အပြာလေးရဲ့မျှယူလာတယ်ဘက်လိုလာတယ်ပြီးတော့ဒီမှာအိမ်မှာအရုပ်တကောင်တွေ့ရတယ်ဒီရဲကိုထိုးထည့်လိုက်မယ်ဟုတ်ပြီရောအတော်ကြိုက်တာတော့ဒီမှာဒါကတော့ခုနကတော့လက်ဆောင်ရတယ်ပန်းလေးလက်ဆောင်ရတဲ့ပန်းလေးဒါဒါလေးပါထည့်လိုက်လှပါပြီ